Okay မင်္ဂလာပါဒီနေ့ပြောပြမှာတော့ Revit ထဲက scope box element ကြောင်းဖြစ်ပါတယ် scope box ကို Revit ထဲမှာဘယ်လိုသုံးလဲပြီးတော့ scope box ရဲ့ tick and trick လေးတွေကိုပြောပြပေးမှာဖြစ်ပါတယ် scope box ဆိုတာ Revit ထဲက element တစ်ခုဖြစ်ပြီး plan view section view elevation view တွေကိုတစ်ခါတည်းနဲ့ control လုပ်နိုင်တဲ့ element တစ်ခုဖြစ်ပါတယ် scope box ကိုဖန်တီးမယ်ဆိုရင်ဒီ 3D view မှာဖန်တီးလို့မရဘူး plan မှာပဲဖန်တီးလို့ရမယ်အဲဒါကြောင့်ကျွန်တော်က level 1ကိုသွားတယ် level 1မှာကျွန်တော်လိုချင်တဲ့ဒီ stair နားလေးမှာ scope box ကိုဖန်တီးလိုက်မယ်ပေါ့နော်ပြီးရင်ဒီ property box မှာကျွန်တော်က scope box A ဆိုပြီးတော့နာမည်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ scope box နေရာမှာ none ဖြစ်တဲ့နေရာမှာကျွန်တော်က scope box A ဆိုပြီးပေးလိုက်ကျွန်တော်လိုချင်တဲ့နေရာလေးကိုပဲ crop လုပ်ပြီးပေါ်တယ်ပေါ့နော်ဒီ 3D view မှာ scope box ရဲ့ height ကိုကစားလို့ရတယ်တကယ်လို့ကိုကအဲ့လိုမကစားချင်ဘူးဆိုရင်ဒီ property box မှာဒီ height ကိုအတိအကျရိုက်လို့ရတယ်ပေါ့နော်ဒီ 3D view မှာလည်း scope box ရွေးလိုက်ပြီဆိုရင်ကျွန်တော်တို့လိုချင်တဲ့နေရာကို crop လုပ်ပြီးပေါ်မယ်ပေါ့နော်ဒီကျွန်တော်တို့က scope box ကိုပြန်ပြင်နေတယ်ဆိုရင် plan view မှာပဲပြင်လို့ရမယ်ပြင်နေတယ်ဆိုရင်ဒီ plan view က scope box ကိုနမ်းထားပြီးတော့ scope box range ကိုအတိုးချဲ့လုပ်မယ်ပေါ့နော်အဲဒါဆိုရင်ဒီ 3D မှာလည်းလိုက်ပြီးတော့လိုက်ချင်မယ်ပေါ့နော်ဒီ elevation view မှာဆိုရင်လည်းကျွန်တော်တို့ကဒီ scope box ကိုကစားလို့ရတယ်ဟုတ်ကဲ့ကျွန်တော်အခုပြောချင်တာကတော့ဒီ scope box ကကျွန်တော်တို့ရဲ့ grid တွေကိုဘယ်လို affect ဖြစ်လဲပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ကဒီ project တစ်ခုလုံးက grid တွေကို select လုပ်မယ်ဒီ filter မှာကျွန်တော်က grid only ရွေးမယ်ပြီးသွားရင်grid တွေအတွက်ကိုကျွန်တော်က scope box ကိုရွေးလိုက်မယ်အဲ့ခါကျရင် box လေးတစ်ခုကြာလာမယ်ပေါ့နော်အဲ့ box ကဘာကိုပြောရလဲဆိုတော့ကျွန်တော်ရဲ့ဒီ scope box နဲ့မထိနေတဲ့ grid 25ခုက associate မဖြစ်ဘူးပေါ့နော်ကျွန်တော်ရတယ်ကြာရင်ကျွန်တော်ရဲ့ scope box နဲ့ထိနေတဲ့ grid လေးတွေကတိုးသွားမယ်ပေါ့နော်အဲ့ဒီ grid လေးတွေက scope box ရှိတဲ့အခါမှာတို့ကတစ်ခါတည်းပါလာရပေါ့နော်ကျွန်တော်ကတော့ဒီ option ကို recommend မပေးပါဘူးကျွန်တော်တို့ project လုပ်တဲ့အခါမှာဒီ grid တွေကိုကျွန်တော်ကဒီတပြေးညီတဲ့ထားတာမလို့ပေါ့နော်ကျွန်တော်ပြောမှာတော့ဒီ scope box က level တွေကိုဘယ်လိုတက်ရောက်မှုရှိလဲပေါ့နော်ဒီဆုံးကျွန်တော်က scope box တစ်ခုဖန်တီးလိုက်မယ်ပြီးပါရင် scope box ကို name ပေးလိုက်မယ်ပြီးရင် 3D view မှာကျွန်တော်ရဲ့ scope box ကိုသွားရွေးမယ်ပြီးတော့ဒီအကုန်လုံးကို select ပြီးတော့ level ကိုပဲခြံထားမယ်ဒီစောစောလိုပဲ level တွေအတွက်ကိုဒီ scope box ရွေးလိုက်မယ်ပြီးရင် disassociate လုပ်လိုက်မယ်အဲ့ခါကျရင်ကျွန်တော်ရဲ့ level တွေကဒီ scope box နဲ့ associate ဖြစ်ပြီးတော့ scope box ရွေးလိုက်ရင်ဒီ level တွေကလည်းလိုက်ရွေးမှာဖြစ်တယ်ပေါ့နော်ဒီနောက်တစ်ခုက scope box visibility ပေါ့နော်ကျွန်တော်ကဒီကောင်ကိုဒီ property box မှာဒီ 3D view မှာပေါ့နော် invisible ထားလိုက်မယ်ပြီးသွားရင်သူ့ရဲ့ level ကျွန်တော်ဖော်ထားတဲ့ဒီ first floor မှာပေါ့နော် visible ထားလိုက်မယ်ဆိုရင် 3D view မှာပျောက်ပြီးတော့ဒီ first floor မှာပဲပေါ်တယ်အလားတူပဲကျွန်တော်ကဒီ scope box အကြီးကိုဒီ visibility ထဲမှာဒီသူ့ plan ထဲမှာကျွန်တော်က invisible လုပ်ပြီးတော့ဒီ 3D view မှာ visible ပဲလုပ်ထားလို့ရတယ်ပေါ့နော်သုံးဝင်ဆုံး tools ကြတော့ဒီ scope box ကို rotate လဲတာပေါ့နော်ကျွန်တော်တို့ကဒီ drawing ပြင်တဲ့အခါမှာကျွန်တော်တို့ရဲ့ဒီ geometry ရဲ့ sound နေရဆိုရင်ကျွန်တော်တို့ရှိပြင်တဲ့အခါမှာပေါ့နော်ဒီရှိထဲမှာအတဲ့တိုင်းပေါ်နေတယ်ပေါ့နော်အဲ့ကြောင့်ကျွန်တော်တို့ကဘယ်လိုလုပ်ရလဲဆိုတော့အရင်ဆုံး detail line နဲ့ line လေးဆွဲလိုက်မယ်ကျွန်တော်တို့ sound ကျင်တဲ့ angle ကိုတိုင်းမယ်ပြီးသွားရင်အဲ့ angle အတိုင်းကိုပဲကျွန်တော်တို့ရဲ့ဒီ scope box ကို rotate လှည့်လိုက်မယ်ပေါ့နော်ပြီးခါကျရင်ကျွန်တော်တို့
ဒီ scope box နဲ့ကိုယူလိုက်မယ်ဟောကျွန်တော်တို့လိုချင်တဲ့ဒီရှိဖြစ်တဲ့ပုံစံတိုင်း scope box rotate လေးလိုက်ရုံနဲ့ရသွားပြီပေါ့နော်ဒီနေ့သင်ခန်းစာလေးရောက်ဒီလောက်ပါပဲနောက်လာမယ့်သင်ခန်းစာတွေအတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်